American နိုင်ငံကအလှမွေးငါးသမားတယောက်ပြောဘူးတာတော့ကျွန်တော်တို့တွေအလှမွေးငါးတွေကိုတကယ်တော့ထိမ့်သိမ့်နေတာမဟုတ်ပါဘူးကျွန်တော်တို့ကသူတို့မွေးထားတဲ့ရေရဲ့ quality ကိုထိမ့်သိမ့်နေခြင်းဖြစ်ပါတယ်ဘယ်ငါးပဲမွေးကျွန်တော်တို့ရေကအဓိကနေရာနေပါဝင်ပါတယ်ရေတန့်စင်နေဖို့ကအလွန်အရေးကြီးပါတယ်ကျွန်တော်ကတော့ဒီနေ့မှာတော့ကျွန်တော်တို့သုံးနေတဲ့ရေကိုပဲအောက်ဆီဂျင်ဓာတ်ပြည့်ဝအောင်ရဲ့ပြီးတော့အလှမွေးငါးတွေအတွက်တင့်လျော်မယ့်ရေတစ်ခုဖြစ်အောင်ဘယ်လိုဖန်တီးရမလဲဆိုတာကိုပြပေးသွားမှာဖြစ်ပါတယ်အရင်ကကျွန်တော်9ကန်လှည့်တဲ့ရေကိုဒီနားမှာပုံတစ်ခုနဲ့ထားရဲပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီရေချိုးခန်းထဲကရေရဲ့ temperature နဲ့ကျွန်တော်ဒီငါးထားထားတဲ့နေရာရေရဲ့ temperature နဲ့ကမတူဘူးဗျာအဲ့တော့ water shock ခဏခဏဖြစ်တယ်ကျွန်တော်ငါးတွေအများကြီးဝယ်တယ်ပြီးရင်အကုန်တည်တဲ့အထိအောင်ဖြစ်တယ်အဲ့တော့ကျွန်တော်စဉ်းစားရပေါ့နော်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့အဲ့တော့ဒီနည်းလေးကိုကျွန်တော်သွားတွေ့တယ်အဲ့တော့ပုံမှန်ဒီနေရာမှာမထားတော့ဘဲနဲ့ကျွန်တော်တို့ဒီ9ကန်လေးတွေရှိတာနဲ့မလန့်မကန့်တာမှာကျွန်တော်ထားမယ်အောက်ဆီဂျင်ဆက်တက်မှာဖြစ်တဲ့အတွက်ကျွန်တော်မီးပလက်ခုံအရင်ဆင်မှာဖြစ်ပါတယ်တကယ်တော့ကျွန်တော်ဒီလိုတွေမီးစင်တက်ဖို့ဆိုတာကျွန်တော်တက်လာတာတော့မဟုတ်ပါဘူးကျွန်တော်အိမ်ရလူတွေကခိုင်းတယ်အဲ့အတွက်ကျွန်တော်လောက်တော့သွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကြည့်နေတဲ့ညီငယ်လေးတွေကိုပြောချင်တာကကျွန်တော်ငယ်ရွယ်တဲ့အချိန်မှာမိဘခိုင်းလို့ရှိရင်ကျွန်တော်တို့ကမလုပ်ချင်ဘူးဗျာကျွန်တော်ဆိုလဲလုံးဝမလုပ်ချင်ဘူးသိရမလားအဲ့တော့ကတော့စောင့်ကြီးအောင်ကြီးနဲ့လုပ်ခဲ့တာပဲတကယ်တမ်းသူတို့မရှိတော့တဲ့အခါမှာကျွန်တော်တို့သိလာရတာကသူတို့ကကျွန်တော်တို့ကိုဒါပညာတွေသင်ပေးတဲ့သဘောပဲပညာအမွေလက်ဆင့်ကမ်းပေးတဲ့သဘောပဲပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီလိုမီးလိုင်းတွေဆင်တက်တယ်ပြီးတော့ရေပိုက်တွေလောက်တက်လာတယ်ပေါ့အဲ့တော့ကျွန်တော်ညီငယ်လေးတွေကိုလည်းကျွန်တော်မိဘခိုင်းလို့ရှိရင်တေချာလေးစိတ်ဝင်စားနဲ့လှုပ်ချင်းအားဖြင့်ကိုနောင်တစ်ချိန်မှာကိုအတွက်အကျိုးရှိမဲ့ပညာတွေပြန်ရလာလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျဒါကတော့လမ်းကြုံတစ်ဖြတ်ပြောပြပေးတာပေါ့နော်အဓိကရည်ရွယ်ချက်ကကျွန်တော်ဗီဒီယိုကြည့်တဲ့ခါမှာကလေးတွေကအများများတယ်လူငယ်တွေအများများတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကိုလည်းပြန်ပြီးတော့ sharing လုပ်ပေးခြင်းတဲ့သဘောဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်သူစင်ပြီးသွားဆိုရင်တော့ကျွန်တော်အောက်ဆီဂျင်ဆက်ကိုအထိုင်ကျမှာဖြစ်ပါတယ်ကျွန်တော်တို့ခေတ်တုန်းကကျွန်တော်ငယ်ငယ်တုန်းကပေါ့နော်အောက်ဆီဂျင်ဆက်က3500အခုကျွန်တော်သွားဝယ်လာတာ18000နဲ့ဗျာကျွန်တော်တကယ်စိတ်ပါလေသွားတယ်ကျွန်တော်အဲ့လောက်ရှိမှမထင်ဘူးဗျာသိလားဒါပေမဲ့လည်းလက်ရှိကပစ္စည်းအကုန်လုံးကဈေးတက်နေတာဆိုတော့ကျွန်တော်ဝယ်ခဲ့ရတယ်မရပါဘူးဝယ်ရပါတယ်အောက်ဆီဂျင်ပိုက်ကတော့ကျွန်တော်မှရှိပြီးသားဆိုတော့မလိုတော့ပြီးတော့ကြောက်သီးလိုအပ်မှာဖြစ်ပါတယ်ပစ္စည်းကတော့ဒီ3မျိုးလိုအပ်ပါမယ်နော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီကန်ထဲကိုကျွန်တော်တို့သုံးမဲ့ရေကိုဖြည့်ထားလိုက်မယ်โอเคဖြည့်ပြီးလို့ရှိရင်ကျွန်တော်အောက်ဆီဂျင်ဆက်မောင်းကြည့်မယ်โอเคကောင်းကောင်းအလုံးလုပ်ပါတယ်အဲ့တော့ကျွန်တော်ရေထည့်ပြီးသွားပြီဆိုရင်ကျွန်တော်စားကြမ်းထည့်ရမယ်စားကြမ်းကတော့အိုင်ရိုရင်းမပါတဲ့စားကြမ်းပေါ့နော်ကျွန်တော်အမှုံလေးတွေလာတတ်တယ်ပြီးတော့အခဲလေးလာတတ်တယ်ကိုယ်အဆင်ပြေတာသုံးလို့ရပါတယ်အဓိကရေကိုကြည့်လိုက်ပေါ့နော်ရေကျွန်တော်ကတော့ဒီပုံ size လောက်ဆိုလို့ရှိရင်ဒီလက်ပတ်စားဆုံး5-5ဆုံးစာလောက်ကိုမှန်းပြီးတော့ထည့်လိုက်ပါတယ်စားရဲ့အဓိကအလုပ်လုပ်ပုံကကျွန်တော်ရေထဲမှာရှိတဲ့ဓာတ်တွေကလိုရင်းတို့ဘာလို့ဓာတ်တွေကိုဖယ်ရှားပေးတယ်ပြီးတော့သူကရေတွေကပုံမွားတွေကိုတန့်စင်ပေးတယ်ပေါ့နော်ကျွန်တော်ထင်တာကဗျာဒီစားထည့်ထားလိုက်လို့ရှိရင်တစ်လုံးစားရည်ဖြစ်သွားမယ်ထင်တာတကယ်တော့မဟုတ်ဘူးအဲ့စားအငွေ့ပြန်သွားပြီးတော့ကျွန်တော်ရေကိုတန့်စင်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်စားထည့်ပြီးသွားရဆိုလို့ရှိရင်เนาะဒါမတလင်းဘလူးထည့်မယ်ပေါ့နော်မတလင်းဘလူးကဒီငါးသမားတော်တော်များများတော့အရေးကြီးတဲ့အခန်းကဏ္ဍတွေပါဝင်တယ်ဒီဆေးဟာကျွန်တော် flower home တို့ဘာလို့ဖောက်လို့ရှိရင်ဥတွေကိုမှုမကြအောင်သုံးတယ်ပြီးတော့ရေကိုလည်းတန့်စီပေးရပါတော့ဈေးကွက်ထဲမှာတော့ရေကြည်ဆေးလို့ခေါ်တယ်ဒီကောင်လေးတွေကဘယ်လောက်မှမရှိဘူးကျွန်တော်ဆိုင်မှာလည်းရတယ်တပူးမှမြန်မာငွေ1500ကျပ်ပဲဖြစ်ပါတယ်ကျွန်တော်ဒီဆေးကိုဒီကန်လောက်ဆိုရင်เนาะကျွန်တော်2ဖုံလောက်ထည့်လိုက်မှာဖြစ်ပါတယ်โอเคဒါကတော့နောက်ထပ်2ရက်မြောက်နေဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်အပေါ်တက်မှာမွေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ရေစုပ်ထုတ်လိုက်မယ်โอเคစုပ်ထုတ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ရေဖြည့်မယ်ကျွန်တော်အရင်တော့ကတော့ပုံးနဲ့လိုက်ခတ်ပြီးထည့်တယ်ပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အပေါ်တက်မှာထားတာဆိုတော့အောက်တွေပေးချန်ကုန်တယ်ပြီးတော့လူလဲပင်ပန်းတယ်ပေါ့ဗျာပြောရရင်တော့အဲ့တော့ကျွန်တော်မော်တာနဲ့ထည့်မှာဖြစ်ပါတယ်โอเคကျွန်တော်တို့ကမော်တာနဲ့မထည့်ခင်သို့မဟုတ်ရေမထည့်ခင်မှာကျွန်တော်ရေရဲ့အပူချိန်ကိုစစ်ဆေးတင်တယ်အဲ့ဒါမှာ water shock ဖြစ်တာကလည်းလုံးဝကိုမရှိတော့မှာပဲဖြစ်ပါတယ်ဒီကောင်ကတော့တာမိုမီတာလို့ခေါ်ပါတယ်ကျွန်တော်စီမှာရောင်းတယ်ပေါ့နော်တစ်ချောင်းတော့မြန်မာငွေ3000ကျပ်ဖြစ်ပါတယ်ဒီကောင်ရဲ့အလုပ်လုပ်ပုံကအထဲမှာဗျားထည့်ထားပါတယ်ကျွန်တော်ဒီအနီတန်းလေးကိုကြည့်ရမှာပေါ့နော်ဒီအနီတန်းလေးကကျွန်တော်25ကနေပြီးတော့30အတွင်းဆိုလို့ရှိရင်တော့ဒါဘယ်ငါးပဲဖြစ်ဖြစ်ကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်အဲ့ဒီအနေတန်းလေးကအပေါ်ကိုတက်သွားလေပူလေဖြစ်ပြီးတော့ကျွန်တော်အောက်ကိုဆင်းသွားလေအေးလေပဲဖြစ်ပါတယ်ကျွန်တော်တို့တာမန်ကာလတွေမှာတော့အပူချိန်က29 26 25အဲ့လောက်ကတော့ပုံမှန်ပါပဲကျွန်တော်နွေရာသီဆိုရင်တော့30 31အဲ့လောက်ထိရှိတယ်ပေါ့နော်အလောင်းဝင်ကတော်တော်များများကတော့ခုနအဲ့25နဲ့30အတွင်းမှာနေကြတာပို့ပြီးတော့များပါတယ်โอเคအဲ့တော့ကျွန်တော်ဒီဖန်ချောင်းလေးကို3မိနစ်လောက်ရေထဲထည့်ထားလိုက်ပါမယ်3မိနစ်ပြည့်ပြီဆိုတော့ကျွန်တော်ဖန်ချောင်းလေးကိုကြည့်လိုက်မယ်ဒီရဲ့အပူချိန်က30 ဒီဂရီဖြစ်ပါတယ်အဲ့တော့ဟိုဘက်ကကျွန်တော်လဲမဲ့ရေထဲကိုနောက်ထပ်3မိနစ်လောက်ထည့်ထားလိုက်ဖြစ်ပါတယ်
ဒီကောင်းရဲ့အပူချိန်ကတော့29ရှိတယ်ဂျားထဲမှာတစ်ထစ်လောက်ပဲဟာပဲမယ်ကျွန်တော်လက်နဲ့ဆန်းကြည့်တာတော့ထည့်လို့ရလောက်တဲ့အနေအထားရှိရပါတော့အဲ့တော့ကျွန်တော်မော်တာမောင်းပြီးတော့ရေလိုက်ဖြည့်မှာဖြစ်ပါတယ်โอเคကျွန်တော်ဒီရေကိုအောက်ဆီဂျင်တက်ပြည့်ဝနေအောင်လုပ်ပြီးမွေးခြင်းကဒီငါးလေးတွေအတွက်ပို့ပြီးတော့ကျန်းမာရေးကောင်းစေတယ်ပြီးတော့ယောဂပုံမွားတွေကိုလည်းကာကွယ်ပေးရပါတော့တော်ရုံယောဂမဝင်နိုင်တော့ဘူးပေါ့ကိုယ့်ရဲ့ငါပို့ပြီးတော့တန်မာလာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကြောင်းထားတဲ့ avatar တို့ Metallic Squire လေးပေါ့နော်ဒါတွေကတော့ကျွန်တော်ရောင်းနိုင်တဲ့စာရင်ကျွန်တော်ကလေးလာဖို့အတွက်မွေးထားတဲ့ဟာတွေကတော်တော်များနေတာကျွန်တော်လေးလာပြီးတော့ brother တို့တွေကိုဗီဒီယိုပြန် sharing လုပ်ပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြိုက်နေတတ်တယ်ဆိုရင်တော့ like and share နဲ့ subscribe လုပ်သွားပေးလို့ရပါတယ်ကျွန်တော်ကတော့ Aqua Creative က Harry ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye